ရှေးရောက်ဂရိခေတ်မှာတပတ်တာဖြတ်တန်းခြင်းပထမနေ့တင်ဟူဒီအင်ကြီးဝစ်ပြီးအေဒင်မြို့ရောက်သွားပါတယ်တရဏပညာရှင်တယောက်ကတင့်ကိုတာပြီးဘွားရဲ့အဓိပ္ပာယ်ကဘာလဲလို့မေးပါတယ်တင်က40နှစ်လို့ဖြေလိုက်တဲ့ကသူတခြားတရဏပညာရှင်9ယောက်ကိုထခေါ်လာပါတယ်အခုတော့အကြီးကျယ်ညှင်းခုန်ပွဲဖြစ်သွားပြီးတင်ကမတော်တဆပဲအတွေးခေါ်ကြောင်းတစ်ခုကိုစတင်တည်ထောင်သူဖြစ်သွားပါတယ်ဒုတိယနေ့အားကစားရုံကိုသွားတဲ့အခါလူတန်းကိုလုံးကြီးဖြစ်နေပါတယ်တင်ကတော့ပုံမှန်လူတယောက်ကိုမျိုးလုံးချင်းစုံကြည့်ဖို့ကြိုးစားနေတော့မှစစ်စင်ကြောက်ရွံ့ကြီးလိုတောင်းနေတဲ့လူတယောက်ကတင့်ကိုမြည်ကြီးပေါ်ပြစ်ပေါက်လိုက်ပါတယ်သူတို့ကတော့ဒါကိုပညာသင်ကြားခြင်းလို့ခေါ်ပါတယ်တတိယနေ့ပြည်သူ့လွှတ်တော်တွေကိုတွတ်တက်ပါတယ်နိုင်ငံသားထောင်ပေါင်းများစွာကဒီမိုကရေစီကြောင်းအော်ဟစ်ငင်းခုန်နေကြပါတယ်။တင်ရတက်တက်ကတက်ချက်ကိုထားဖို့အကြံပြုလိုက်တဲ့အခါတယောက်ယောက်ကတင့်ခေါင်းတလင်တီးနဲ့ပေါက်လိုက်ပါတယ်။နိုင်ငံရေးတော့ကမှကျိုးဆိုပါတယ်။ဒုဒနေ့အာရာစစ်သားတွေရောက်လာပါတယ်။သူတို့ကတင့်ကိုမျက်တောင်မခတ်ပဲ10မိနစ်လောက်စိုက်ကြည့်နေကြတဲ့ရတယ်။နောက်ဆုံးမှာတယောက်ကပြောညှစ်လိုက်တာလို့ပြောပြီးထွက်သွားပါတယ်။တင်ရစိတ်သက်တွေအကြီးအကျယ်ထိခိုက်သွားပါတယ်။ဒီစမနေ့တန်တန်ပြစ်ကိုစူးစမ်းကြည့်ပါတယ်။လမ်း6ပြီလောက်ပဲဝေးရောက်ပြီးတင်ရမြန်မာသားတွေပဲဒဏ်ရာရသွားပါတယ်။အသက်14နှစ်ရွယ်ကောင်းလေးကတင့်အလွယ်တကူနိုင်ယူသွားပြီးသူ့မေကတော့လက်ခုပ်မတီးပေးပါဘူး။ဆက်ထမနေ့ဒီနေ့တော့ကိုယ့်ကိုယုံကြည်မှုရှိသွားပါတယ်။ဒါပေမဲ့ရေမျောထားတဲ့ဝိုင်းတွေကိုလူရဲတယောက်လိုအများကြီးတောင်းမိတဲ့အခါဝိုင်းတွေကလူတွေအသင်ကိုဝိုင်းပြီးခဲ့ရကြပါတယ်။တင်ရကဗျာဆရာတယောက်ကိုအစားပြိုင်ဖို့စိန်ခေါ်လိုက်ပြီးမြရှုံးသွားပြန်ပါတယ်။တမန်နေ့ဂရေတီကတင်ကိုထပ်ပြီးလက်ပိတ်မိပါတယ်။တရားမျှတမှုဆိုတာဘာလဲတဲ့။တင်ကတော့6စုကျင်အောင်ဆောင်ပြီးစိတ်ကမ်းဘက်ကိုအားကုန်ပြေးပါတော့တယ်။အိမ်ဝင်မြောက်တာနဲ့အင်မမာရှစ်ကိုဖျက်ပစ်လိုက်ပြီးနိုင်ငံရေးအကြောင်းအောင်လည်းဘယ်တော့မှညင်းမခုံတော့ပါဘူး